လုံးမင်္ဂလာပါကျမကတော့ Jessica ပါဒီနေ့မှာတော့အခုရန်ရေပန်စားနေတဲ့ Live Sukovic Rama 4 project နဲ့ပတ်သက်ပြီးတော့အားတာချက်အားနည်းချက်တွေကိုအသေးစိတ် review လုပ်ပေးသွားမှာဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းပဲ project ရဲ့အားသာချက်ကတော့သူ့ရဲ့ location ပဲဖြစ်ပါတယ်ဒီ project ကဆိုလို့ရှိရင် BTS ခဏနဲ့950မီတာအကွာမှာရှိပြီးတော့ CBD area တွေဖြစ်တဲ့အဆုပ်ပြီးတော့73 Rama 4 area တွေကိုအလွယ်တကူသွားလို့ရမှာဖြစ်ပါတယ်ထိုင်းနိုင်ငံမှာနံပါတ်1ဆေးရုံဖြစ်တဲ့ဒီ Bumrungrad Hospital Nana Station ကိုတော့ဒီ project ကနေဆိုလို့ရှိရင်9 station နဲ့ရောက်မှာဖြစ်ပြီးတော့ဒီ Japanese town လို့တင်စားခေါ်ဝေါ်ကြတဲ့ Ikamai 3လုံး area ကိုလည်းဒီ project ကနေဆိုလို့ရှိရင်တစ်မှတ်တိုင်တမုံမဟုတ်နှစ်မှတ်တိုင်အတွင်းရောက်ရှိမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူတွေဒီနိုင်ငံခြားသား investor တွေအများဆုံးဝယ်ယူကြတဲ့ project ဖြစ်ပြီးတော့ဒီအငှားဆိုရင်လည်းဒီများသောအဖြစ်ဒီ remote worker တွေများရဖြစ်ပါတယ်ဒီ project အနီးမှာဆိုလို့ရှိရင်နာမည်ကြီး international school တွေဖြစ်တဲ့ St. Andrew International School, Berkeley International School, ဒီ American Advanced International School နဲ့တခြား International School တွေအများကြီးရှိရဲ့အတွက်ဒီခလေးကျောင်းထားမဲ့မိဘတွေနောက်ပိုင်းပြန်ပြီးတော့အငှားပြန်ချခြင်းနဲ့မိဘတွေအတွက်အရင်အဆင်ပြေပါတယ်နောက်တစ်ခုကတော့ဒီ project နာမှာ Sukovic Hospital, Klungman Thai Hospital နဲ့ဒီ Bumrungrad Hospital ကိုလည်းအလွယ်တကူသွားလို့ရတယ်ဒီ 71 Sukovic Hospital ကိုလည်းအလွယ်တကူသွားလို့ရတာဆိုတော့ဒီ project ကဒီဆေးပြမဲ့သူတွေအတွက်လည်းအရင်အဆင်ပြေရယ်ကဲဒါဆိုရင်နေရာအကြောင်းပြောပြီးသွားပြီဆိုတော့ facility အကြောင်းကိုဆက်ပြီးပြောကြမယ်ဒီမှာဆိုလို့ရှိရင်စုစုပေါင်း46ထပ်ထိပါဝင်ပြီးတော့ဒီအောက်ဆုံးထပ်ကိုတော့သူကဒီ garden area ရှိမယ် garden area ကိုမှဒီ outdoor gym လုပ်လို့ရတဲ့ area လေးလည်းထားပေးရမယ်ပြီးတော့ရေဒီ lobby area လေးလည်းပါမယ် live ကကြတော့ aspire ထက် series ညင်တာဖြစ်တဲ့အတွက်သူ့ရဲ့ facility တွေကတော့မြင့်နေမှာအသေးချပဲသူကတော့ဒီပထမတက်ကနေပြီးတော့8ထပ်ထိကိုကား parking လုပ်ပေးရတယ်ဒီ8ထပ်မြောက်မှာဆိုလို့ရှိရင်ဒီ garden area လေးလည်းထပ်လုပ်ပေးထားတယ် residential တွေတုံးလို့ရအောင်ပြီးတော့ရင်တော့ဒီအပေါ်ဆုံးထပ်ဖြစ်တဲ့46ထပ်မှာဆိုလို့ရှိရင်ဒီ river view မြင်ရမယ် swimming pool ရယ်ပြီးတော့ရင် fitness ရယ် river view လေးနဲ့fitness လုပ်လို့ရမယ်ဒါအပြင်ဒီ influencer တွေနောက်ပိုင်း content creator တွေအတွက် live တွေလွှင့်လို့ရမယ် creator role တွေပါမယ်ပြီးရင် sauna တွေ steam room တွေပါမယ်ဒီလိုမျိုး facility အမိုက်စားတွေပါဝင်အောင်မှာဖြစ်ပါတယ်သူ့မှာဆိုလို့ရှိရင်အခန်းမျိုးစားအနေနဲ့ one bedroom 28 square meter 37 square meter ပါဝင်ပြီးတော့ဒီအမျိုးစားမှာဆိုလို့ရှိရင် couple တွေပေါ့နော်ရန် couple တွေအလုပ်နေ့တိုင်းသွားနေကြ couple တွေတဲ့အဆင်ပြေရဖြစ်ပြီးတော့ဒီ one bedroom plus 35 square meter ဆိုလို့ရှိရင် work from home အလုပ်လုပ်တဲ့ remote worker တွေအတွက်အဆင်ပြေတယ်ဒီ two bedroom 55 square meter 50 square meter နဲ့60 square meter ဆိုလို့ရှိရင်တော့ဒီခလေးကြောက်ထားမဲ့မိဘတွေဒါမှမဟုတ်ဆေးလာပြမဲ့လူကြီးတွေအတွက်အဆင်ပြေတာဖြစ်ပါတယ် project ရဲ့အားသာချက်တွေကိုပြောပြီးသွားပြီဆိုတော့ project ရဲ့အားနည်းချက်လေးတွေကိုဆက်ပြီးပြောကြမယ် project က BTS အစိမ်းရောင် green line မှာရှိတယ်ဆိုပေမဲ့ဒီ project ကဒီ Rama 4လမ်းမပေါ်မှာဖြစ်နေတဲ့အတွက်ဒီ traffic hour တွေဆိုလို့ရှိရင်တော့ကပိတ်နိုင်ပါတယ်ရခနို BTS နာမှာဖြစ်တဲ့အတွက်ဒီမြန်မာဆိုင်တွေလည်းပေါ်တယ်လို့တခြားအစားအစာဆိုင်တွေလည်းအရန်ပေါ်တယ်လူအရန်စီကာဖြစ်တဲ့အတွက်လုံးဝအေးစကြကြနဲ့တိတ်ဆိတ်နေချင်တဲ့သူတွေအတွက်တော့ဒီ project ကတိတ်ပြီးမတင်တော့ပါဘူးအခုပြပေးမယ့်အခန်းလေးကတော့31 square meter ကျတဲ့ one bedroom အခန်းမျိုးစားလေးပဲဖြစ်ပါတယ်ဒီအခန်းလေးကတော့ B2 type ပေါ့နော်သူ့မှာဆိုလို့ရှိရင်ဒါ river view ရှိမယ်ဒါမှမဟုတ်ဒီပေါ့နော် east view ရှိမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ဒါအခန်း area လေးဒါကတော့ကကြိုက်တဲ့အခန်းမျိုးစားလေးပါဒီမှာဆိုလို့ရှိရင်ဝရဏလေးရှိရအလင်းရောင်အရန်ကောင်းတယ်အလုပ်တွေပါတယ်မနက်စောစောစီ protective ဖြစ်ချင်တယ်ဆိုလို့ရှိရင်ဒီအခန်းမျိုးစားလေးကအရန်စစ်ပြေတယ်လင်းလင်းထထလေးပေါ့နော်ပြီးတော့ရင်ဒီဘက်မှာဆိုလို့ရှိရင် dining table လေးထည့်လို့ရမယ်ဒီဘက်မှာ closed kitchen လေးပါမယ်ဒါလေးကတော့ living area လေးပဲဖြစ်ပါတယ်ဟိုမိုးလင်းတာနဲ့ view ကြည့်လို့ရမိုက်တယ်ဒါကကြိုက်တဲ့အချက်ကဒီမှာဆိုလို့ရှိရင် walk-in closet ပါမယ်ဒီလိုမျိုးလေးတိတန့်လေး
ဒီဘက်မှာအိမ်နိုင်ချုပ်ကန်လေးရှိတယ်တီးတန့်လေးပဲဘူးလဲအခန်းလေးကတော့35 square meter ကျတဲ့1 bedroom plus အခန်းမျိုးစားလေးပဲဖြစ်ပါတယ်ဒီအခန်းကိုတော့ဒီမြောက် view ရှိတယ်လို့မျိုးဒီအရှေ့ view ပေါ့နော် city view လည်းရှိမှာဖြစ်ပါတယ်။လေးက living area လေးပါဒီမှာဆိုလို့ရှိရင် sofa bed လေးထည့်လို့ရမယ်ပြီးတော့ရှင်ဒီဘက်မှာဆိုလို့ရှိရင်အလုပ်လုပ်တဲ့အခန်းလေးလည်းလုပ်လို့ရတယ် plus room လေးဆိုတော့ဒါမှမဟုတ်ဖျားကန်လေးလည်းလုပ်လို့ရတယ်ဒါကတော့လမ်းမ view ရှိရပေါ့နော်သူကလမ်းမ view ပုံစံလုပ်ပေးတာပြတာတဲ့အခန်းလေးကိုဒါလေးကဒီဘက်မှာ dining table ထည့်လို့ရမယ်ဒီဘက်မှာ kitchen လေးပါဒီဘက်မှာဆိုလို့ရှိရင်အိတ်ခန်းလေးရှိတယ်ဒီဘက်မှာဆိုလို့ရှိရင် dressing table လေးထည့်လို့ရမယ်ဒီဘက်မှာဒီ wardrobe ထည့်လို့ရမယ်ဒီဘက်မှာကြာရင်အိမ်နိုင်ချိုးခန်းလေးပါမှာပဲlocation လည်းကောင်းကမယ် facility လည်းကောင်းကမယ်အခန်းလေးအောက်တွေလည်းလှရမယ်ဈေးလည်းသက်သာရမယ်ဆိုလို့ရှိရင်တော့ဒီ project လေးကို recommend ပေးပါတယ်ဒီနေ့ video လေးကိုအားလုံးသဘောကျမယ်လို့မျှော်လင့်ပါတယ်ဒီ video လေးကလက်ပွဲမှု6 video မှာပြန်ပြီးတွေ့ကြမယ်တတာ